စီးပွားရေးအရာဆိုရင်အယောင်းဝယ်ရှိမယ်အယောင်းသက်သက်ဖြစ်ဖြစ်အဝယ်သက်သက်ဖြစ်ဖြစ်အယောင်းဝယ်မဖြစ်နိုင်ဘူးစီးပွားရေးဆိုပါမှလေကိုကရောက်မယ်ဒီကဝယ်မယ်ဒီကဝယ်မယ်ကိုကရောက်မယ်အစစပေါ့ဒါမဲ့အယောင်းသက်သက်ပဲရှိနေမယ်ဆိုရင်အဝယ်သက်သက်ပဲရှိနေမယ်ဆိုရင်ဒါဈေးကွက်မဖြစ်နိုင်ဘူးအယောင်းဝယ်ဖြစ်နိုင်ဘူးဥမာဆိုပါတော့လူတယောက်မှာငါးရအများရှိဆိုပါတော့သူငါးတွေကိုရှာရောင်းနေမယ်ဒါမဲ့သူနေတဲ့သူရောင်းတဲ့နေရာမှာငါးဝယ်မဲ့သူတယောက်မှမရှိဘူးဆိုရင်ရောင်းနေရလကားပေါ့အလေကားပေါ့ဒီတိတ်ဆောက်တဲ့ဒီ contract ပြင်ရတစ်ခုကိုတက်ထားတဲ့လူတယောက်ကဒီကြေးရွာငယ်သစ်လေးတွေစီသွားပြီးတော့ဝါအိမ်လေးတွေဆောက်တဲ့အိမ်မှာသွားရွာမှာသွားပြီးတော့သူကနေပြီး contract ပြင်အောင်သွားကုန်လို့မရဘူးသူသိတာ contract ပြင်ရပဲသိတယ်ဟိုမှာကဝါနဲ့အိမ်ဆောက်တာဖြစ်တယ်ဝါနဲ့အိမ်ဆောက်တဲ့ရွာမှာကြတော့ဝါနဲ့ဆောက်တဲ့အိမ်ဆောက်တဲ့ပြင်ရကိုသူနားလည်ပြီးသားဖြစ်တယ်ကိုကကြတော့ contract ပြင်ရပဲသိတယ်ကိုကတိတ်ဆောက်တဲ့ပြင်ရပဲသိတဲ့အတွက်ကြောင့်ကိုကအဲ့ဒီနေရာမှာသွားပြီးတော့ဘာမှလုပ်လို့မရဘူးဖြစ်တယ်ဆိုလို့ရှိရင်ကဒီအယောင်းအဝယ်အပေးအယူပေါ့ဘယ်သူကပေးရှင်ရတယ်ဘယ်သူကယူရှင်ရတယ်အဲ့ဒါရှိသေးတယ်ဟုတ်တယ်မလားကိုကနေပြီးတော့သက်သက်ကိုပဲရောင်းရှင်တယ်ဆိုရင်ငါရဲ့ပစ္စည်းကကောင်းရဲ့လားငါရဲ့ပစ္စည်းကအရေးရှင်ကဘယ်လောက်လဲငါရဲ့ပစ္စည်းကပြည့်မီလားအရေးရှင်ပြည့်မီလားအရေးသွေးကောင်းရဲ့လားအရေးသွေးပေါ့နော်အရေးသွေးကောင်းရဲ့လားဆိုတာတွေးကြည့်ရမယ်ကိုယ့်ပစ္စည်းအရေးသွေးမကောင်းတဲ့အခါမှာသွားရောင်းကြည့်အဆင်မပြေဘူးဒီလိုပဲစကားပြောရှင်းနဲ့နိုင်ကြည့်မယ်စကားပြောရှင်းဆိုတော့ဒီအယောက်အဝယ်သဘောလိုနဲ့ပြောမယ်ဆိုရင်ပြောသူကရောင်းတာဝယ်သူကတော့နားတော့သူကတော့ဝယ်ရပေါ့အဲ့လိုပဲဖြစ်တယ်ကွာစကားကိုသွားပြီးတော့ရောင်းလဲဆိုတော့ဥမာကွာပြောတယ်ဒါမဲ့နားတော့သူကနားမရှင်ဘူးဆိုရင်ကိုပြောတာလေကားပေါ့ကိုပြောလိုက်တဲ့အခါမှာနားတော့သူရှိရဲဆိုရင်စင်ပြေတဲ့အယောင်းဝယ်ဖြစ်တယ်နောက်တစ်ခုကဒီလောကကြီးမှာသိရမှာကကိုကနေပြီးတော့အောင်မြင်ကြိုကြားမှုတားမို့အောင်မြင်ညှိရှက်မှုတစ်ခုလိုလားလာပြီဆိုရင်အဲ့ဒီရတဲ့ဆက်ဆက်တဲ့အရာကိုကိုကနေပြီးတော့အသေးစိတ်လှုပ်ဆောင်ရမှာဖြစ်တယ်လေကားသက်သက်အကျိုးမရှိတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ထုံသွားမယ်ဆိုရင်ဘာမှတောင်းမရှိဖြစ်သွားမယ်ဒီအရာလှုပ်လိုက်လို့မှအကျိုးရှိလာမယ်ဖြစ်ထွန်းလာမယ်ဆိုရင်ဒီစီဝါစကားနဲ့ပြီးအယောင်းဝဖြစ်တာပေါ့အယောင်းဝဆိုတာသူများနဲ့လည်းဖြစ်လို့ရတယ်ကိုတူးတယောက်တည်းရဲ့လှုပ်ဆောင်ချက်နဲ့ဖြစ်လို့ရတယ်ကိုတူးတယောက်တည်းလှုပ်ဆောင်ချက်ဆိုဘလို့ကြီးလဲဆိုတော့ကိုလှုပ်ဆောင်လိုက်လို့ကောင်းသွားရင်ဒါကိုအတွက်ကိုပြောကြည့်အောင်ကိုလှုပ်ဆောင်လိုက်လို့ကောင်းသွားရင်ကိုအတွက်ကိုရောင်းလိုက်တယ်ကိုရလိုက်တယ်ဒါပဲတကယ်မှဒီစီဝါနေပေရဲ့မှာကြာတော့အများကြီးဖြစ်ကပြီးပြောလို့ရတယ်ပစ္စည်းတွေရောင်းရမယ်ဆိုရင်အေးသေးဘယ်လောက်ကောင်းလဲအေးရှင်းကဘယ်လောက်အေးရှင်းလောက်ထားလဲအဲ့ဒါတွေအများကြီးပြောရတယ်ကိုကနေပြီးတော့ဒီကိုမရှိပစ္စည်းကိုရောင်းထွက်ရှင်းနေဆိုရင်အတိအဘာလွယ်လဲနေရဒေတာအရှင်နေနဲ့အရှင်ခါဖို့ပြီးတော့နောက်တစ်ပေါင်းထိလာတဲ့လူမှုရေးအစစကိုကနေပြီးတော့လိုအပ်တာပေါ့ကိုကရောက်ရှင်တာကတရားဖို့ကိုရောက်ရှင်တဲ့တရားဖို့တော့မရှိရဲ့ဒါမဲ့ဟိုးမှာသွားပြီးတော့ကိုရောက်တာက1000တန်အောင်ရောက်နေဆိုရင်ကို1000တန်အောင်လုံးလိုက်ရမှာဖြစ်မှာဒါမှမဟုတ်တရားတဲ့ပစ္စည်းကိုသွားရောက်မယ်တရားတဲ့ပစ္စည်းလို့ပဲပြောနေမယ်ရောက်ဝေနေမယ်ဆိုရင်ကိုယ့်ရဲ့ပစ္စည်းကိုတရားမမွေးဘူးဖြစ်တယ်ကို1000ပစ္စည်းကိုရောက်မယ်1000ပစ္စည်းကိုရောက်တဲ့အခါမှာ1000တဲ့ပစ္စည်းနဲ့တန်အောင်ကိုယ်လှုပ်ဆောင်မှုဒီဝန်ဆောင်မှုပေါ့အဲ့ဒီဝန်ဆောင်မှုကိုကနေပြီးဆောင်ရွက်မယ်ဆိုရင်တန်တော့တန်မှာပေါ့ကိုယ့်ပစ္စည်းကောင်းထားရင်ပိုကောင်းတာပေါ့အဲ့လိုပဲဖြစ်တယ်စကားပြောရှင်းဖြစ်ဖြစ်အယောင်းပဲဖြစ်ဖြစ်အတွေးကိုဖြစ်ဖြစ်စီဝါအရာနဲ့တွေ့ကြည့်ဒါတော့ကြောင့်စီဝါရဲ့ဆိုရင်အယောင်းအဝေးရှိမယ်
အယောင်သက်သက်ဖြစ်ဖြစ်အဝေသက်သက်ဖြစ်ဖြစ်အယောင်ဝယ်မဖြစ်နိုင်ဘူးကိုတွေးတဲ့အတွေးကိုကကိုတော့ဘလောက်ထိမှကောင်းတယ်မလဲကိုတော့ကောင်းနေကိုတော့အယောင်ဝယ်ဖြစ်နေကိုတော့မကောင်းနေဘူးဆိုကိုတော့အယောင်ဝယ်ဖြစ်ဘူးဒါတကိုယ်လေးမလုပ်တာဖြစ်သေးတယ်အကျိုးမြတ်ကအများကြီးများရှိသေးဘူးကိုတကိုယ်လေးလှုပ်ဆောင်နေလို့ကိုအစဉ်ပြေသွားပြီးသူများနဲ့ပူးတွဲလို့ပေါင်းဆက်လို့ကိုလုတ်ကြရမယ့်အခါမှာဒီထက်ကိုပိုပြီးကြည်ပြဲတယ်အယောင်ဝင်လူမှုရေးဘလောက်ကောင်းရမှာလဲကိုကအယောင်ဝင်လှုပ်ရှင်တယ်လူမှုရေးမကောင်းဘူးအစင်မပြေဘူးကိုလိမ်မင်ညာမယ်အစင်မပြေဘူးကိုပစ္စည်းအိတ်ကအရေးသွေးမကောင်းဘူးကိုရဲ့အရေးရှိကမကောင်းမနဲ့ကိုလှုပ်ထားတဲ့ပစ္စည်းဖြစ်တယ်ဝေသူကောနေမြဆွေးဆောင်တာဟာဒါဆွေးဆောင်တာမကြောက်ဘူးလက်ဖြာမှုကြားနေကိုတကိုယ်လေးပြောမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကိုကိုကနေပြီးတော့အယောင်ဝင်ဖောက်ကောမလုပ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုလက်ဖြာနေရဖြစ်တယ်ဆွေးဆောင်မဟုတ်ဘူးလက်စားဖြစ်တယ်ဒါတော့ကိုယ့်ရဲ့စိတ်ကိုကနေပြီးတော့မလက်စားနဲ့ဆွေးဆောင်လို့ရတယ်မလက်စားနဲ့အယောင်ဝင်ဖြစ်အောင်ပဲအမြဲတမ်းကိုကြိုးစား